မိုးရာသီမှာဘာလို့စိတ်တက်ကြတယ်လို့ခံစားနေရတာလဲ Rainy season depression ဆိုတာဘာလဲမင်္ဂလာပါမိုးတန်ကြားတိုင်းစိတ်ထဲမှာတမျိုးကြီးဖြစ်နေသလားဒါမှမဟုတ်မိုးတဲကြီးမဲကြီးရွာတဲ့ရက်တွေမှာအလုံးလုံးချင်စိတ်မရှိပဲစိတ်ဓာတ်တွေကြတယ်လို့အမြဲတမ်းပင်ပန်းနွမ်းနေတယ်လို့ခံစားနေရသလားဒါဆိုရင်သင်ဟာတယောက်တည်းမဟုတ်ပါဘူးဒီနေ့မှာတော့မိုးရာသီရောက်ရင်လူတော်တော်များများခံစားရတတ်တဲ့ Rainy season depression ဒါမှမဟုတ်မိုးရာသီစိတ်သက်ကြခြင်းအကြောင်းကိုပြောပြပေးသွားပါမယ်။ Rainy season depression ဆိုတာရာသီဥတုပြောင်းလဲမှုနဲ့အတူစိတ်ခံစားမှုပါလိုက်ပြီးတော့အတက်အကျဖြစ်တာပါ။အဓိကအားဖြင့်နေအောင်ခြည်လျော့နေလာတဲ့အတွက်ခန္ဓာကိုယ်ရဲ့ပျော်ရွှင်မှုကိုဖြစ်စေတဲ့ serotonin ဟော်မုန်းတွေလျော့နေသွားပြီးအိတ်ချင်ငိုက်မြီးစဉ်နဲ့ melatonin ဟော်မုန်းတွေပိုများလာတဲ့အခါမှာဖြစ်ပေါ်လာတာပါ။မိုးအုပ်နေတဲ့နေ့တွေမှာလူတွေကပိုပြီးတော့စိတ်သက်ကြတတ်ကြတာဟာသိပ္ပံနေကြအကြောင်းရင်းတစ်ခုပါပဲဒီလိုဖြစ်လာရင်ဘယ်လိုလက္ခဏာတွေပြတတ်တယ်လဲပထမဆုံးအနေနဲ့အမြဲလိုစိတ်သက်ကြနေတာဒါမှမဟုတ်ဘာမှလှုပ်ချင်ကန်ကျင်စိတ်မရှိတာဒုတိယကတော့ပုံမှန်ထက်ပိုအိတ်ချင်နေတာဒါမှမဟုတ်အိပ်ရာကနေမထချင်တာနောက်တစ်ခုကတော့အစားအသောက်ပုံမှန်မဟုတ်တော့တာအထူးသဖြင့်အချို့ဓာတ်နဲ့ကာဘိုဟိုက်ဒရိတ်ပါတာတွေကိုပိုစားခြင်းစိတ်ပေါက်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါတွေအားလုံးဟာရာသီဥတုကြောင့်သင်အုံနောက်ကိုတက်ရောက်မှုရှိနေတာပါဒါတွေကိုဘယ်လိုကြော်ဖြတ်မလဲဒီလိုခံစားနေရတဲ့ဆိုရင်တော့စိတ်မပူပါနဲ့ရိုးရှင်းတဲ့နီလန်းလေးတွေနဲ့ပြန်ပြင်လို့ရပါတယ်ပထမဆုံးအိမ်ထဲမှာပဲရှိနေမဲ့အစားပတင်းပေါက်တွေကိုဖွင့်ပြီးတော့တဘာဝအလေးရောင်ကိုရအောင်ယူပါလေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါလေ့ကျင့်ခန်းလုပ်တာကခန္ဓာကိုယ်ထဲမှာပျော်ရွှင်စေတဲ့ endorphin ဟော်မုန်းတွေကိုပြန်ထုတ်ပေးပါလိမ့်မယ်နောက်ဆုံးအနေနဲ့တငယ်ချင်းတွေမိသားစုတွေနဲ့စကားပြောပါလူမှုဆက်ဆံရေးကသင်ရဲ့စိတ်ကိုပြန်လည်နှွေးထွေးစေပါလိမ့်မယ်။အိုးရသည်ဆိုတာအေးစစ်စစ်စာဖတ်ရင်ကော်ဖီလေးတောက်ရင်အနားယူဖို့အခွင့်အရေးပါပဲ။အကယ်၍အဲ့ဒီခန်းစားချက်တွေကသင်ရဲ့နေ့စဉ်ဘဝကိုအကြီးအကျယ်ထိခိုက်လာတဲ့ဆိုရင်တော့ပညာရှင်တွေနဲ့တိုင်ပင်ဖို့မမေ့ပါနဲ့။ဒီနေ့အကြောင်းအရာလေးကအသုံးဝင်နေဆိုရင်တငယ်ချင်းတွေကိုလည်း share ပေးသွားပါဦးနော်